ဖိုးလာမင်းအိမ်ချမ်းမြေညောင်ယုံခွဲမှပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတင်ပြမယ့်အကြောင်းအရာလေးကတော့ဖိုးလာမင်းရဲ့လူမေးများနေတဲ့အယောင် post လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ပကံမျိုးဟောင်းတောင်ပြည်ရွာမှာတည်ရှိပြီးတရပါဟိုတယ်အရှိဘက်ရွှေဝါသိန်းရုံတဲ့ဇိုင်နာမှာတည်ရှိတဲ့နှစ်ထပ်တိုက်အယောင်ကလေးဖြစ်ပါတယ်ဈေးနှုန်းကလေးကတော့သိန်း2000အောက်အယောင်ဖြစ်ပါတယ်ညနေပွင့်အကျယ်28ပေ35ပေပေါ်မှာတိစောက်ထားတဲ့နှစ်ထပ်တိုက်ကလေးပဲဖြစ်ပါတယ်ရေမီအပြည့်စုံပါရှိပြီးတော့ရေအားမြင့်ဆက်အေယာကွန်3လုံးအိတ်ခမ်းနှခမ်းပါရှိပါတယ်လူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်ဖြင့်ဖိုးလာမင်းအိမ်ချမ်းပြည်ညောင်ယုံခွဲရဲ့ဖုန်းနံပါတ်လေးတွေဖြစ်တဲ့3943လုံး844 639ခွန်3943လုံး844 638 3943လုံး844 639ဖုန်းနံပါတ်များတို့ဆက်သွယ်စုံစမ်းပေးမြနိုင်ပါတယ်ဒုသားပွန်လင်းဖိုးလာမင်းမှာအိမ်ချမ်းပြည်မှာဆိုယုံကြည်စိတ်ချဖိုးလာမင်းကိုသာဆက်သွယ်ကြကျေးဇူးတင်ပါတယ်